တပည့်တော်အမြဲတမ်းပြောတဲ့စကားတစ်ခုရှိတယ်ဘုန်းကြီးတွေလူစကားတက်အောင်လုပ်တာတပည့်တော်နဲ့ရှင်များတို့နဲ့လူတွေရှင်းပြောရင်တပည့်တော်ပို့ပြီးပေါ့ပါကိုကိုထင်ကြီးလို့ပြောတာမဟုတ်ဘူးဒီတော့လူဝလာတာလူစကားနားလဲတယ်ရှင်များတို့လူစကားနားလဲပြီလားဖယားစကားကိုသိတယ်စာတွေကိုရှင်များတို့သင်တာအများကြီးနော်စားတာတောက်တာနေတဲ့ဘဝထဲမှာပြောတဲ့စကားနားတယ်ဒါပေမဲ့လူတွေရဲ့အထာကိုကျတော့လူပန်းမဝဘူးလူပန်းဝဖို့လိုတယ်အခုဘုန်းကြီးတွေလူပန်းဝတဲ့ဘုန်းကြီးတွေတွေ့လားပရိယတ်တိမတက်ဘဲနဲ့ရှောက်လို့နေကြတာပฏิပတ်တိသာနာတွေဘယ်လောက်ထိကြိုင်လဲအရှင်များတို့ပရိယတ်တိတက်တဲ့ဘုန်းကြီးတွေလူပန်းမဝရင်တော့လူပန်းဝကြပါဗျာဘာလို့အောင်လဲလူပန်းဝရမယ်လူရည်လေရမယ်လူပန်းဝရမယ်လူရဲ့အထာသိရအဲ့ဒါကြမှာသူတို့ဘာဖြစ်နေတာလဲဘာခက်ခဲနေတာလဲသူတို့ရဲ့ trauma စိတ်တန်ရာတွေကဘာတွေလဲဘယ်လိုကုစားပေးရဖះအဆိုမှနဲ့ဘယ်လိုပြောမလဲရှင်များတို့ပြောတယ်သူတို့နားမလဲဘူးစိတ်ဝင်စားအောင်မပြောနိုင်ဘူးသူတို့ဘဝနဲ့ထက်တူမကြဘူးလို့ထင်တယ်ဖះဟောရဲ့သက်သက်ကြီးငါတို့နဲ့မဆိုင်ဘူးလို့ထင်တာဆိုင်တယ်လို့ထင်ရဖះဟောဆိုနေတဲ့ဘဝရဲ့အကြောင်းတွေဟောတာဗျအဲ့ဒီထက်ပို့ပြီးဟောစရာရှိသေးလားမရှိဘူးလောကအကြောင်းမပြောလို့ဘာအကြောင်းပြောမလဲဟုတ်ဘူးလားဗျာဖះလောကအကြောင်းပြောတာလေအဲ့လောကကြီးကနောက်ဆုံးတော့မကောင်းဘူးဆိုတဲ့အရာကိုသိသွားတာဘလို့လေဟုတ်လားဣဒံဒုက္ခအရိယသစ္စာနိမိတ်ဘိက္ခဝေဆိုဒါပဲလောကကြီးကမကောင်းဘူးလေအဲ့မကောင်းဘူးဆိုတဲ့ဟာကိုမြင်ဖို့လိုတယ်သိဖို့လိုတယ်အဲ့အတွက်ဒီပြောလို့ကဘလို့နည်းနဲ့ချင်းကပ်ပြမလဲအဲ့လောကကိုရင်ဆိုင်တဲ့နေရာဘယ်သက်တည်တွေရှိရမလဲဒါပြောနိုင်မှုဒါကြောင့်ရှင်များတို့သာဖတ်တာ